ဒေါ်နယ်ထရန့်ရဲ့အခွန်တိုးမြင့်ကောက်ခံမဲ့အစီအစဉ်ကိုဖက်ဒရယ်ကုန်သွယ်ရေးတရားရုံးကတားမြစ်လိုက်ပြီးဒီလုပ်ရက်ဟာသမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာထက်ကျော်လွန်နေတယ်လို့ပြောကြားလိုက်ပါတယ်။အင်ဖြူတော်အကြံပေးပီတာနာဗာရိုကတရားရုံးဆုံးဖြတ်ချက်ကိုနိုင်ငံတော်တရားရုံးမှာအယူခံဝင်သွားမှာဖြစ်ပြီးမိမိတို့ရှုံးနိမ့်ခဲ့မယ်ဆိုရင်လည်းဘလို့ပဲဖြစ်ဖြစ်ရှေ့တိုးလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ဒီလိုပြောကြားပြီးတဲ့နောက်အင်ဖြူတော်ရဲ့အယူခံကိုနိုင်ငံတော်တရားရုံးကလက်ခံစဉ်းစားချိန်မှာထရန့်ရဲ့အခွန်အတုပ်ယာယီအသက်ပြန်ဝင်လာခဲ့ပါတယ်။ကုန်သွယ်ရေးတရားရုံးရဲ့တရားသူကြီး3ကတကဘာလုံးကိုထရန့်ရဲ့အခွန်တိုးမြင့်ကောက်ခံနေမှု10ရက်အတွင်းအဆုံးသတ်ပေးဖို့ဆုံးဖြတ်ခဲ့ပြီးသမ္မတလုတ်ပိုင်ခွင့်အာဏာထက်ကျုံလုံလှုပ်ဆောင်မှုဖြစ်တယ်လို့ပြောကြားခဲ့တာပါ။အခွန်တွေတိုးမြင့်ကောက်ခံမှုနဲ့ပတ်သက်လို့လောလောဆယ်ထရန့်အဖွဲ့ကယာယီအနိုင်ရနေတယ်လို့ဆိုနိုင်ပါတယ်။အင်ဖြူတော်ပြန်ကြားရေးဝန်ကြီးကယ်ရိုလင်းလေဗစ်ကတရားရုံးမှာဒီမှုအတွင်းမိမိတို့အနိုင်ရမယ်လို့ပြောကြားထားပြီးမိမိသဘောကျဆုံးဖြတ်လိုတဲ့တရားသူကြီးတွေကိုတိုက်ခိုက်သွားမယ်လို့လည်းပြောပါတယ်။စောပိုင်းမှာထရန့်ကရွေးကောက်ခံမဟုတ်တဲ့တရားသူကြီးတွေအနေနဲ့နိုင်ငံတော်အရေးပေါ်အခြေအနေတွင်အစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုတားဆီးပိုင်ခွင့်မရှိဘူးလို့ပြောဆိုခဲ့ပါတယ်။